စာရေးရင်အမားရများလာတဲ့အခါဖျက်ရည်နဲ့ပြပွားလာပြီးတော့ညစ်ပတ်သွားတာစိတ်ညစ်စရာကောင်းတယ်ဟုတ်အဲ့ဒီပြဿနာအတွက် Pilot Fishing Ball လေးကအသေးသက်စွာနဲ့ဖြေရှင်းပေးပါပါအပူချိန်ပြောင်းလဲမှုအလိုက်တုတ်ပြန်နိုင်တဲ့တာမန် sensitive နည်းပညာကိုအသုံးပြုထားတဲ့ကြောင့်မလို့မိနစ်ရတာပဲမဲ့ဘုံပင်ဖျားမှာပါရဲ့အထူးရောပါလေးနဲ့ပတ်သက်လိုက်ရုံနဲ့အစပါမချမ်းလက်ကူစားပြပြနိုင်ပါရဲ့ရှင် Fishing series အတွက်အထူးသီးသန့်ထုတ်လုပ်ထားတဲ့ rubber ရွေးစားလေးဖြစ်တာမို့ထပ်ဆမှုနဲ့ထွက်တာမျိုးသုံးမှုသွားမျိုးလည်းမရှိပါဘူးရှင်မှတ်သားရမယ့်စာတွေကို highlight ထားတဲ့အခါမှာလည်းချော်တားမိအားမှတ်တမ်းမိအားမျိုးအတွက် Fishing highlighter လေးကအကောင်းဆုံးဖြစ်ခြင်းဖြစ်ပါရဲ့ရှင်Fishing series ရဲ့မှာချစ်စရာအကောင်းဆုံးလို့ပြောရရင်တော့ဒီခက်လို့ရတဲ့ step လေးပဲဖြစ်ပါတယ်Journaling လုပ်ရတာကြိုက်တဲ့သူတွေအတွက်ရော diary ရေးတတ်တဲ့သူတွေအတွက် party stamp လေးကတော်ချစ်စရာကောင်းတဲ့ option လေးဖြစ်မှာပါ။ကလေးလေးသုံးရတာအဆင်ပြေပါတယ်။ဖြတ်လို့ရရဲဆိုတော့လေ။ Fishing series တွေကဘယ်မျိုးစားလေးကိုအကြိုက်ဆုံးလဲဆိုတာပြပြခဲ့ပါအောင်ရှင်။